စခိုင်မုန်တီဘောနော်ဒါလေးဆက်ကလေးစားခြင်းလို့ဒီနေ့တော့သွားစားဖြစ်တာလေးဘောနော်ဒါခိုင်မုန်တီပူပူနွေလေးဆက်အကျော်လေးရောအကျော်လေးလဲဟိုမျိုးအကျော်စုံတော့မဟုတ်ဘူးဘောနော်ဒါလေးကတက်တွန်ကျော်ရဲ့ဘေးအကျော်လေးရဲ့ကျွတ်ရွာလေးတော်လေးစားကောင်းပါတယ်ဗျာစခိုင်မုန်တီလဲဆက်ကလေးနဲ့ဟိုမျိုးအတုတ်တော့မကြဘူးနော်မျိုးအကြီးပြောလေးဆက်ပူလေးတော်လေးစားကောင်းတဲ့စခိုင်မုန်တီပေါ့နော်ဒါအသားတွေလည်းအများကြီးပါတော့စားလို့လည်းတော်ကောင်းမှကျွန်တော်နှစ်ပွဲစစ်တိုက်ဆွဲပြတယ်ပေါ့နော်နှစ်ပွဲကိုစစ်တိုက်ဆွဲလိုက်ပါတယ်လို့နောက်ခါလို့ကတော့ဒါတော့ချင်းစုံခါတီတုတ်ပါချင်းစုံခါတီတုတ်ပါနော်ဒါလေးကလည်းကောင်းပါတယ်လို့ချင်းစုံခါတီတုတ်ဒါပြီးတော့ဒါလေးကဘာလေးလဲဆိုတော့ဒါလေးကဘာလေးလဲဒါလေးကတော့တူဖူးတုတ်ပါတူဖူးတုတ်လို့လည်းအရင်စားကောင်းတယ်စမ်းကုန်ပါဆက်ထုတ်လာခဲ့ပါတယ်ဒီမှာတောက်တာစားတော်တော်များသွားလို့ပါစားလို့မကုန်လို့ပါဆက်ထုတ်လာပါတယ်ပြီးတော့ရှီခဲမုံသွားစားပါတယ်ဒါပါပဲဗျာ